အဲ့ဒီအချိန်မှာပဲဒေါချီရဲ့စစ်ကူတွေရောက်လာပါတယ်ကောက်ဆုံနဲ့ရှောင်းပေါင်တို့ဟာလမ်းဘေးကဝယ်လာတဲ့ရဲဝတ်စုံတွေကိုဝတ်ပြီးရက်နေတာတကယ်ကိုအရှိန်အဝါရှိလာပါတယ်သူတို့နှစ်ယောက်နောက်ကနေကာကွယ်ပေးထားတဲ့ကြားကပဲဒေါချီကဆိုင်ကယ်နဲ့အနောက်ကနေလိုက်သွားပါတော့တယ်ပြည်တွင်းမှာကြံခဲ့တဲ့ရှောင်းမေကလည်းအကျင့်ပြည့်ရဲ့ဒီနေရာကိုဒေါချီစီအချိန်နဲ့တပြေးညီပို့ပေးနေတာပါဒေါချီလည်းလီဘာကိုအကုန်နှင်းပြီးအပြင်းထန်ကိုမောင်းနေလိုက်ပါတယ်မကြခင်မှာပဲအဲ့ဒီလူရုံမာကိုမိသွားပြီးတစ်ဖက်လူကလည်းပို့ပြီးအရှိန်မြင့်ကထွက်ပြေးဖို့ကြိုးစားနေပါတယ်အဲ့ဒီနောက်မှာတော့ဒေါချီဟာဝေဟင်ပြန်တကားကွက်နဲ့အရှိန်အဟုန်ပြင်းပြင်းခုန်တက်လိုက်ပြီးသူစည်းလာတဲ့ဆိုင်ကယ်က BMW ဘုံကားမှန်ကိုအပြင်းပြင်းနဲ့ဝင်ဆောင်မိသွားပါတယ်ကားကြီးဟာလည်းလေထဲမှာ6 ဒီဂရီလောက်လွင့်ထွက်သွားပြီးတဲ့နောက်မှာတော့ဆက်ပါရက်သွားပြီးငြိမ်သက်သွားပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့အကျင့်ပြည့်ရဲဟာပတ်စံတွေကိုယူပြီးအမိုးပေါ်ကိုထွက်ပြေးသွားတဲ့နောက်မှာဒေါချီကလည်းသူ့နောက်ကိုအဆက်မပြတ်လိုက်သွားခဲ့ပါတယ်ဒေါချီရဲ့မိကုန်းတွေရှိမှတော့အကျင့်ပြည့်ရဲဟာနောင်တရရဲ့အနေငယ်များတော့မပြခဲ့ပါဘူးအဲ့ဒီနောက်မှာတော့သူဟာလက်ထဲကတဲကန်နာရလင်းယုံပစ္စတိုကိုမြောက်ပြီးမဆိုင်မတွားပဲမောင်းထုတ်လိုက်ပါတော့တယ်တကယ်တော့ရှောင်းမေဟာရဲတပ်ဖွဲ့နဲ့ကြိုတင်ချိတ်ဆက်ထားခဲ့တာဖြစ်လို့ဒေါချီတို့စီကိုအချိန်မီရောက်လာနိုင်ခဲ့တာပါအလိမ်ညာခံခဲ့ရတဲ့တက္ကသိုလ်ကျောင်းသားတွေဟာလည်းဘေးကင်းလုံခြုံစွာနဲ့ပဲကဲထုတ်ခြင်းခံခဲ့ရပါတယ်ရက်အနေငယ်ကြာပြီးတဲ့နောက်မှာတော့ဒေါချီတယောက်သူအမြဲတမ်းလွမ်းဆွတ်တန်းတနေခဲ့ရတဲ့သူ့ရဲ့ဇာတိမြေကိုအောင်မြင်စွာနဲ့ပြန်လည်ရောက်ရှိသွားပါတော့တယ်အဲ့ဒီမှာသားဖားနှစ်ယောက်ဖက်လဲတကင်းနဲ့ဝမ်းသာအားရငိုကြွေးနေကြတဲ့မြင်ကွင်းကိုကြည့်ပြီးဒေါချီတယောက်ကျင်းနေပြီးဖြစ်နေပါတော့တယ်သူလုပ်ခဲ့တဲ့မြအရာအလုံးဟာတကယ်ကိုအတိတ်ပဲရှိခဲ့ပြီဆိုတာကိုဒေါချီကောင်းကောင်းကြီးနားလည်သွားပါပြီကဲအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်နောက်ထပ်လည်းအခုလိုဇာတ်လမ်းကောင်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်ထားပေးကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ